ကျွေးများတဲ့ကုမ္ပဏီတွေဟာစီးပွားရေးကျဆင်းတဲ့အချိန်မှာပို့ပြီးတော့ထိခိုက်လွယ်တတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဝင်ငွေကျသွားပြီမဲ့လို့ကျွေးဆက်ရမယ့်တာဝန်ကရောမသွားတဲ့အတွက်ကြောင့်ပါဒီ Veganer Investor တွေအနေနဲ့ယင်းဒီမြုပ်နှံနောက်မယ်ဆိုလို့ချင်းကိုယင်းဒီမြုပ်နှံမဲ့ကုမ္ပဏီကိုရွေးချယ်တဲ့အခါမှာအဲ့ဒီကုမ္ပဏီရဲ့အကျွေးအခြေအနေကိုလည်းကျွန်တော်တို့မဖြစ်မနေစစ်ဆေးသင့်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာတော့ကိုယင်းဒီမြုပ်နှံမှုလုပ်တော့မဲ့ကုမ္ပဏီမှာအကျွေးတွေများနေလားနည်းနေလားဆိုတာကိုဘလို့စစ်ဆေးကြမလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားကြပါတယ်အဆုံးထိအောင်ကြည့်ရှုဖို့ရအတွက်လည်းဖိတ်ခေါ်ကြပါတယ်ကျွန်တော်တို့ကုမ္ပဏီတစ်ခုကငွေကြေးရဖို့ရအတွက်နီလန်နှစ်ခုရှိပါတယ်ပထမနီလန်ကအရင်းနှီးငွေထည့်တာဒုတိယနီလန်ကတော့ကျွန်တော်တို့အကျွေးယူတာပါဒီနှစ်ခုကိုဘာကနိုင်ရှင်ပြလဲဆိုလို့ချင်း debt to equity ratio ကနိုင်ရှင်ပြပေးနိုင်ပါတယ်ဥပမာတစ်ခုကုမ္ပဏီကသူတို့ရဲ့ပိုင်ဆိုင်မှုက300ရှိတယ်အဲ့ဒီ300မှာအကျွေးက360ကိုပိုင်ငွေက340ဆိုလို့ချင်းရင် debt to equity ratio အရ 1.5 ဖြစ်ပါတယ်ဒီ ratio ကိုကြည့်ရတာကအမတန်ရိုးရှင်းတယ်လို့ပြောလို့ရပါတယ်အားကြောင့်လဲဆိုလို့ချင်းရင်ကျွန်တော်တို့ဒီ debt to equity ratio ကိုကြည့်လိုက်မယ်ကြည့်လိုက်လို့အဲ့ဒီ ratio က1အောက်ရောက်နေတယ်ဆိုလို့ချင်းဒီကုမ္ပဏီကအကျွေးနေတယ်ကျွန်တော်တို့အနေနဲ့ယင်းဒီမြုပ်နှံမှုတင့်တယ်လို့ယူဝအားဖြင့်ပြောလို့ရတယ်လို့တစ်ထက်ကျောနေပြီဆိုလို့ချင်းရင်လေဒီကုမ္ပဏီကိုဘယ်လိုသတ်မှတ်လို့ရတော့ဆိုလို့ချင်းအကျွေးများတယ်အကျွေးတွေကြောင့် PR တွေလည်းရှိနိုင်နေဆိုပြီးတော့ရေဘူးရအားဖြင့်ပြောလို့ရပါတယ်ဒါပေမဲ့လို့ကုမ္ပဏီတစ်ခုနဲ့တစ်ခုနှိုင်းယှဉ်တဲ့အခါမှာအထူးသတိထားသင့်တာကတော့ industry တူတာချင်းကိုပဲနှိုင်းယှဉ်မှသာလျင်ပို့ပြီးတော့အဓိပ္ပာယ်ရှိတယ်လို့ပြောနိုင်ပါတယ်ဒီ industry တွေတစ်ခုနဲ့တစ်ခု sector တစ်ခုနဲ့တစ်ခုရဲ့ဒီအကျွေးအနေထားကမတူညီကြပါဘူးအချုပ်အပြင်ပြောရမယ်ဆိုလို့ချင်းရင်တော့ဒီ debt to equity ratio ဟာကုမ္ပဏီတစ်ခုရဲ့အကျွေးအနေအထားကိုအလွယ်တကူဆက်စစ်လို့ရတဲ့ ratio တစ်ခုဖြစ်ပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့အနေနဲ့ယင်းဒီမြုပ်နှံမှုလုပ်တဲ့အခါမှာတော့ debt to equity ratio တစ်ခုတည်းကိုပဲကြည့်ပြီးတော့ယင်းဒီမြုပ်နှံမှုလုပ်ဖို့ရအတွက်ဆုံးဖြတ်ချက်မချဖို့ရတတိပေးကြပါတယ်တခြားသော fundamental analysis တွေကိုလေ့လာသုံးသပ်ပြီးတွဲပြီးမှသာယင်းဒီမြုပ်နှံမှုလုပ်ဖို့ရအတွက်ပို့ပြီးတော့ပြည့်စုံတယ်လို့ပြောချင်ပါတယ်ဒါပေမဲ့လို့ကုမ္ပဏီတစ်ခုကိုပထမဦးဆုံးကြည့်တဲ့အခါသိစေချင်တာကဘာတော့ဆိုလို့ချင်းကိုယင်းဒီမြုပ်နှံတော့မဲ့ကုမ္ပဏီတွေကိုလိုက်ပြီးတော့ကြည့်တဲ့အခါမှာဒီ DE ratio ဟာ starting point ကောင်းတစ်ခုဆိုတာကိုတော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ကိုယင်းဒီမြုပ်နှံမှုလုပ်တော့မဲ့ကုမ္ပဏီမှာအကျွေးတွေများလားနည်းလားဆိုတဲ့ဘယ်လိုစစ်ဆေးကြမလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားတာဖြစ်ပါတယ်အခုဒီအကြောင်းအရာတွေကတော့ just for education ဘဟုတုတကျွန်တော်တို့လေ့လာနေတဲ့သူတွေအတွက် knowledge sharing just for education အတွက်သာဖြစ်ပါတယ် financial advice မဟုတ်ပါဘူးယင်းဒီမြုပ်နှံမှုလုပ်တဲ့အခါမှာဆုံးရှုံးနိုင်ခြေတွေရှိတဲ့အတွက်ကြောင့်မလို့ကိုဆုံးရှုံးခံနိုင်လောက်တဲ့ပမာဏကိုသာယင်းဒီမြုပ်နှံမှုပြုဖို့ရအတွက်ပြောချင်ပါတယ်ဟုတ်ကဲ့ပါအချိုးတစုံတရာရလိမ့်မယ်လို့လည်းထင်ပါတယ်အချိုးတစုံတရာရခဲ့တယ်ဆိုရင်တော့ထုံးစံတိုင်းပဲ comment မှာ yes လို့မှတ်ပေးခဲ့ပါဦးအဆုံးထိအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးအဖြစ်ပိုင်ဆိုင်နိုင်ကြပါစေ